မင်္ဂလာပါခင်ဗျာရေမွေးဆိုင်မှာရေမွေးတော့ဝယ်တဲ့အခါစောင်းရန်ရှောင်းရန်အချက်လေးတွေရှိပါတယ်အဲ့ဒီအချက်လေးတွေထဲကနေအရှိဗီဒီယိုမှာတော့ကျွန်တော်ရှောင်းရန်အချက်လေးတွေကိုပြောပေးထားပါတယ်အခုဗီဒီယိုမှာတော့ကျွန်တော်ရေမွေးဆိုင်မှာရေမွေးတော့ဝယ်တဲ့အခါစောင်းရန်အချက်လေးတွေကိုပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးနံပါတ်1စောင်းရန်အချက်ကတော့ကို့မှာကျန်းမာရေးပြဿနာနှာခေါင်းနဲ့ပတ်သက်တဲ့ပြဿနာတစ်ခုခုရှိမရှိဆိုတာကိုအရင်သိဖို့လိုပါတယ်အဲ့ဒါလေးကိုသိမှနှာခေါင်းနဲ့ပတ်သက်တဲ့ပြဿနာဘာမှမရှိဘူးဆိုမှဒါလေရေမွေးဆိုင်မှာရေမွေးသွားဆိုင်တဲ့အခါကိုလိုချင်တဲ့အနံ့ကိုတိကျမှန်ကန်စွာရရှိနိုင်မှာဖြစ်ပါတယ်နံပါတ်2ဆောင်ရချက်ကတော့ကိုလိုချင်တဲ့အနံ့ကိုသုံးချင်တဲ့နေရာနဲ့ကိုမကြိုက်တဲ့အနံ့တွေရှိတယ်ဆိုရင်တခါတည်းစဉ်းစားထားပါရေမွေးဆိုင်ကိုရောက်တာနဲ့ရေမွေးရောင်းတဲ့လူကိုကိုယ့်ရဲ့မကြိုက်တဲ့အနံ့တွေကြိုက်တဲ့အနံ့တွေကိုတခါတည်းပြောပြထားပါဒီလိုပြောပြထားခြင်းအပြင်ကိုလိုချင်တဲ့ရေမွေးကိုအချိန်နဲ့အကြာကြီးလိုက်ရှာစရာမလိုပဲနဲ့အမြန်ဆုံးရရှိနိုင်မှာဖြစ်ပါတယ်နံပါတ်3ဆောင်ရချက်ကတော့ကိုလိုချင်တဲ့ရေမွေးကိုလည်းရပြီကိုမျက်စိကျတဲ့ရေမွေးကိုလည်းရပြီအဲ့ဒီရေမွေးကိုလည်းကိုကအနံ့ကြိုက်ပြီဆိုရင်ရေမွေးရောင်းတဲ့လူကိုအဲ့ဒီရေမွေးရဲ့ long lasting နဲ့ကျွန်တော်တို့ projection ကိုမေးပါ long lasting ဘယ်လောက်ခံလဲနဲ့ projection ဘယ်လောက်ပြန့်လွင့်အားရှိလဲဆိုတာလေးကိုမေးပါအဲ့ဒါမေးခြင်းအပြင်ကျွန်တော်တို့ရေမွေးမဝယ်ခင်မှာဒီရေမွေးကကိုလိုချင်တဲ့စံနှုန်းတွေနဲ့ကိုက်ညီလားမကိုက်ညီလားဆိုတာကိုယ်တိုင်သုံးသပ်နိုင်မှာပဲဖြစ်ပါတယ်။ Okay ကိုနဲ့လိုက်ဖက်တဲ့ရေမွေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်သိချင်တာရှိရင်မေးသွားခဲ့လို့ရပါတယ်ကျွန်တော်က S7 ကစိုင်းပါဗျ